သူဆွဲထားတဲ့ပုံသည်အမေရိကန်ဒေါ်လာစက္ကူပေါ်ကလူရုပ်ပုံစံအတိုင်းအသားညီညီနဲ့ချွေးရင်းချက်မရှိတူနေပါတယ်ဒေါ်လာစက္ကူပေါ်ကဒီဇိုင်းတွေအခရာတွေကိုပါအသေးစိတ်အထိသူကကော်ပီကူးယူပြီးဒေါ်လာ1 ဒေါ်လာအတုအယောင်တမ်ပလိတ်ကိုဖန်တီးလိုက်တယ်ဒါကတော့လွယ်တဲ့အပိုင်းပါတကယ်စိန်ခေါ်မှုကတော့ရေစာရောင်ချေကိုအတုပြုလုပ်ရတာပါပဲဒီရေစာလက်ရာကိုစက္ကူထုတ်လုပ်တဲ့အဆင့်မှာတွေကထည့်သွင်းထားတာဖြစ်ပြီးအတုခိုးဖို့ခက်ခဲပါတယ်မတ်ဆိုတဲ့အတုအယောင်ဆရာကြီးတောင်ဒီအလုပ်ကိုမလုပ်နိုင်ခဲ့ပါဘူးဒါနဲ့ခေါင်းဆောင်ဟန်ရီကြီးကညံထုတ်လိုက်တယ်ရေစာကိုအရင်လုပ်ပြီးစက္ကူလွှာပါလေးနှစ်ထပ်ကြားထဲညှက်လိုက်မယ်ပြီးရင်စက္ကူ3ထပ်ကိုဖိပိတ်လိုက်မယ်ဆိုရင်တကယ်ဒေါ်လာရဲ့ရေစာနဲ့အတူတူလိုဖြစ်အောင်ဖန်တီးနိုင်မယ်မူရင်းဒေါ်လာရဲ့စက္ကူထူကိုလည်းကိုက်ညီအောင်လုပ်နိုင်မယ်ပေါ့ဟန်ရီရဲ့နှစ်ပေါင်းများစွာသူ့ဒေသနာပြုချက်အရာဖုံးစာအုပ်တွေကိုဒေါ်လာစက္ကူကျန်တဲ့စက္ကူနဲ့လုပ်တယ်ဆိုတာသိလိုက်ရတယ်သူ့ထူကတကယ်ဒေါ်လာစက္ကူရဲ့3 ပုံ 1 ပုံလောက်ရှိပြီးသူတို့ရဲ့အစီအစဉ်အတွက်အကောင်းဆုံးပါပဲဟန်ရီနဲ့မတ်တို့ကဆက်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ CEO ကိုတိတ်တဆိတ်ဆက်သွယ်ပြီးရည်ရွယ်ချက်မသိစေပဲတန်ချိန်ရာနဲ့ချီတဲ့စက္ကူတွေကိုဝယ်ယူလိုက်ကြတယ်သူတို့ပြင်ဆင်ထားတဲ့တမ်ပလိတ်ကိုသုံးပြီးပထမဆုံးအကြိမ်ငွေစက္ကူတုကိုပုံနှိပ်လိုက်ကြတယ်သူတို့ရဲ့ကျွမ်းကျင်ပညာရှင်တွေစစ်ဆေးကြည့်တဲ့အခါဒီငွေစက္ကူတုတွေဟာတကယ်ငွေစက္ကူနဲ့ခွဲခြားလို့မရအောင်ဖြစ်နေတာကိုတွေ့ရတယ်ဘယ်သူမှဒါဟာအတုလို့တန်တရားဝင်ကြမှာမဟုတ်ပါဘူးဒါပေမဲ့ပြဿနာတစ်ခုတော့ကြံနေသေးတယ်တကယ်ငွေစက္ကူမှာသုံးတဲ့အယောင်ပြောင်းတဲ့မင်ကိုဗန်တွေအတွက်ပဲရောင်းတာဖြစ်ပြီးအများပြည်သူဝယ်လို့မရပါဘူးဟန်ရီကြီးကဒီမင်ကိုရဖို့အတွက်အနေအများတဲ့အစီအစဉ်တစ်ခုကိုရေးဆွဲလိုက်တယ်သူကလမ်းပိတ်ဆို့ဖို့လေထုံဆက်ကိုခိုင်းတယ်မင်တယ်လာတဲ့ကောင်းပွိုင်ကိုထိုးနှက်တိုက်ခိုက်တဲ့အဆောင်တွေကိုပြစ်ခတ်တယ်ကျန်တဲ့သူတွေကိုရှင်းထုတ်ဖို့လှုပ်ဝက်လူသက်သမားတွေကိုတောင်ဆေလွတ်ခဲ့တယ်ဒီအထူးမင်ကိုတင်းယူလိုက်ပြီးတက်တေထောက်ထားမကြံရစ်အောင်ကောင်းပွိုင်ရင်တွေမှာဘုံချထားခဲ့ကြတယ်ပောက်ကွဲမှုကြီးကကောင်းပွိုင်တတန်းလုံးကိုပြာချစေခဲ့တယ်ဒီအချိန်မှစပြီးသူတို့ရဲ့ပုံနှိပ်ဆက်တွေကနင်းညံမပြတ်အလုပ်လုပ်ကြတယ်ငွေစက္ကူတုအများကြီးကိုစတင်ထုတ်လုပ်ကြတော့တယ်ဒီငွေတုတွေဟာတကယ်စစ်နဲ့တူလုံးတော့တကယ်ငွေစက္ကူတွေတောင်ဘေးထိုင်ကြည့်ရင်မင်းမိန်ကုန်တယ်လို့ပါပဲဒါပေမဲ့မက်ကတော့ဒီအထူးမင်တွေနောက်ပိုင်းမှာရောင်ပြန်သွားမှာကိုစိုးရိမ်နေပါတယ်